မျိုးသားဟာဇနီးတဲ့ရဲ့ချုပ်ကန်မှုကနေလွတ်မြောက်ဖို့လူကြီးသူမတွေရဲ့နောက်ွယ်မှာတွားပုံခဲ့ပါတယ်။ဒါပေမဲ့သူ့ဇနီးကလက်ထဲကဓာမကြီးကိုဝေယမ်းလိုက်ရုံနဲ့တင်လူကြီးရဲ့သပင်တူးဟာချက်ချင်းလွတ်ထွက်သွားပြီးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ထိုလူကြီးကထိုအမျိုးသမီးကိုဒေါသထွက်တော်မယ်လို့လူတိုင်းထင်မှတ်ထားကြပေမဲ့လည်းလူကြီးဟာစပွဲပေါ်ကတစ်ကြားသီးတွေကိုသူ့လက်ဝါးနဲ့ရိုက်ခွဲလိုက်ပြီးတစ်ကြားသီးအစုံတွေကိုကောက်ယူကာသူမကိုမျက်နှာလိုမျက်နှာရအလိုလိုက်အကြိုက်ဆောင်ခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါအမျိုးသားဟာကြံတဲ့လူကြီးနှစ်ယောက်ပေါ်မှာပဲမျောလင်းချက်ထားနိုင်ခဲ့တော့တယ်တိုးတော်လဲထိုလူကြီးနှစ်ယောက်တည်လဲထိုအမျိုးသမီးမိမြဩဇာကြီးမားကြောင်းမြင်တွေ့သွားကြပြီးနောက်ချက်ချင်းပင်အကြောင်းပြချက်ပေးကထွက်ပြေးသွားကြပါတော့တယ်သူတို့အပေါ်ထက်ကိုပြေးတက်သွားသည်နှင့်တပြိုင်နက်အောက်ထပ်မှအမျိုးသား၏အော်တန်ထွက်ပေါ်လာခဲ့ပါတယ်သူတို့အချိန်မီမြန်မြန်ပြေးနိုင်ခဲ့လို့ကျေးဇူးတင်မဆုံးဖြစ်သွားကြပါတယ်အမျိုးသမီးကသူမရဲ့ခင်မွန်းအပေါ်ဒီလောက်အထိတင်းကျပ်ရတဲ့အကြောင်းရင်းကတော့မကြသေးမီကအမျိုးသားရဲ့အဖိုးဖြစ်သူပြင်းထန်စွာဖျားနာခဲ့လို့ဖြစ်ပါတယ်အဖိုးဖြစ်သူဟာအနာဂတ်မှာကုမ္ပဏီတစ်ခုလုံးကိုထိုအမျိုးသားအားအပြည့်အဝစီမံခန့်ခွဲခွင့်ပေးဖို့တည်တန်းစာကြိုတင်ရေးသားခဲ့ပူပါတယ်ထိုအချိန်မှာပင်အမျိုးသား၏အဖေနှင့်မိထွေးတို့ပေါ်လာခဲ့ကြပါတယ်မိထွေးဖြစ်သူကထိုအမျိုးသားသည်အမြဲတမ်းအလိုလိုက်ခံထားရသည့်အသုံးမကျသောတာဆိုသမီးဆိုဖြစ်ပြီးကုမ္ပဏီကိုစီမံခန့်ခွဲနိုင်စွမ်းမရှိကြောင်းပြောဆိုခဲ့ပါတယ်အမျိုးသားကသူတို့၏စေတနာအမှန်ကိုရိပ်မိသွားသဖြင့်အဖိုးဖြစ်သူကပိုင်ဆိုင်မှုအလုံးကိုသူ့ထံမွေဆက်ခံခဲ့ကြောင်းပြန်ပြောပြခဲ့ပါတယ်မိထွေးဖြစ်သူကအမျိုးသားတွင်ယဉ်ကျေးပြူငါမှုမရှိဟုချက်ချင်းဆွဆွဲလိုက်ပါတယ်ထိုစကားကိုကြားပြီးနောက်အမျိုးသမီးကမိထွေး၏ပါးစပ်ထဲသို့ကျဲသီးတစ်လုံးကိုဓာတ်ရိုက်စိတ်ဝင်အောင်တင်လိုက်ပါတော့တယ်ထို့နောက်သူမကထိုအမျိုးသားကိုကုမ္ပဏီတစ်ခုလုံးကိုလွတ်လပ်စွာစီမံခန့်ခွဲနိုင်သည့်အထိဆုံးမသွန်တင်ပေးသွားမည်ဟုပြောကြားခဲ့ပါတယ်ထို့နောက်အမျိုးသား၏မိထွေးနှင့်အဖေတို့မှအိမ်ပေါ်မှနှင်ထုတ်ခြင်းခံခဲ့ရပါတယ်သူ့ဘက်ကမမမန်ရက်တီပေးခဲ့သည့်ဇနီးဖြစ်သူကိုကျေးဇူးတင်သည့်အနေဖြင့်အမျိုးသားသည်သူမအားသူ၏ဆွဲဆောင်မှုကိုပြသရန်ပြင်ဆင်ခဲ့ပါတယ်သို့တော်လည်းသူလှည့်လိုက်သည်နှင့်တပြိုင်နက်ဇနီးဖြစ်သူသည်အိမ်သို့သစိမ့်တစုကိုခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရပါတယ်သူဇနီးကသူ့ကိုတင် जा ပြသပေးရန်ဖိတ်ခေါ်ထားသည့်ဗန္ဒာရေးကျွမ်းကျင်သူများဖြစ်ကြောင်းပြောပြခဲ့သည်ထိုအချိန်မှစ၍အမျိုးသားသည်စီးပွားရေးစီမံကိန်းများကိုစစ်ဆေးရန်အတွက်သူမထံလာစဉ်နေ့စဉ်တင်ပြခဲ့ရပါတယ်သို့တော်လည်းအမျိုးသားသည်ပျော်ပါခြင်းသည့်စိတ်ကိုမစွန့်လွတ်နိုင်သေးပေသူသည်တငယ်ချင်းများကိုစီးပွားရေးစီမံကိန်းများနေတိုင်းရေးပေးခိုင်းခဲ့ပါတယ်ထိုနေ့တွင်အမျိုးသားသည်တငယ်ချင်းဖြစ်သူ၏ခေါင်းပေါ်တွင်လေဆာအနီဆက်တစ်ခုကိုတတိပြုမိလိုက်ပါတယ်